မင်္ဂလာပါပိတ်သက်ချီတို့ရေ Burmese Alpha Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့အားလုံးအတွက်အိမ်ဆိုတာလုံခြုံမှုပေးတဲ့နေရာဖြစ်ပြီးတော့ပင်ပန်းမှုဖြစ်ဖြောက်ဖို့နားခိုရာနေရာတစ်ခုဖြစ်ယနေ့ထိတိုင်သတ်မှတ်ထားကြပါတယ်ပုံမှန်အားဖြင့်တော့ကျွန်တော်တို့မြင်တွေ့နေကြအိမ်လေးတွေဟာလေးတောင်ဆက်ဆက်ပရင်ပေါက်တွေတကားတွေနဲ့တက်တက်ရဲရဲရှိတတ်ကြပါတယ်ဒါပေမဲ့ကဘာကြီးရဲ့တနေရာမှာတော့အိမ်ဆိုတဲ့အဓိပ္ပာယ်ကိုမတူထူးခြားအောင်လုံးဝပြောင်းလဲပြစ်လိုက်တဲ့လူတွေရှိနေပါတယ်။သူတို့ဟာတာမန်အုပ်နေရန်တွေတာမန်ခေါင်မိုးတွေကိုအသုံးမပြုဘဲသူတို့ရဲ့စိတ်ကူးရင်အိမ်မက်အတိုင်းလက်တွေ့ဘဝတွေကိုအသက်သွင်းကြတဲ့သူတွေဖြစ်ပါတယ်။ပုံမြင်တွေကလိုဂျိုးကဘာအသစ်တစ်ခုကိုရောက်သွားသလိုခံစားရစေမဲ့ထူးဆန်းလာတဲ့အိမ်တွေဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ကမ္ဘာအစမ်းကျယ်ဆုံးရုံမိုးခတ်တဲ့အိမ်ဒီဇိုင်း၅ခုအကြောင်းကိုကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်။ဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့နဲ့ဘူပြန်ခံပြီးကြည့်ရှုအားပေးကြဖို့တောင်းဆိုချင်ပါတယ်ဗျာထူးဆန်းတဲ့ဘီတုကကဘာတွေကအိမ်ပုံစံတွေကိုကျွန်တော်တို့အတူတူကြည့်လိုက်ရအောင်ဗျာပထမဆုံးကျွန်တော်တို့သွားမယ့်နေရာလေးကတော့ပိုလန်နိုင်ငံဆိုပေါ့ဆိုတဲ့မြို့လေးပဲဖြစ်ပါတယ်ဒီအိမ်ကိုမြင်ချင်းမှာမိတ်ဆွေတို့အနေနဲ့ AI နဲ့ဆွဲထားတာလို့ထင်ကောင်းထင်မိကြမှာပါဒါပေမဲ့ဒီအိမ်ဒီဇိုင်းဟာအပြင်မှာတကယ်လက်တွေ့ရှိပါတယ်ဒီအဆောက်အဦကိုCrazy Dome လို့ခေါ်ပြီးတော့အင်္ဂလိပ်လိုတော့ The Crook House ပေါ့ဗျာမြင်ရတာကအရေးပျော်နေတဲ့အိမ်တစ်လုံးလိုမှန်ဘလူးအောက်မှာတွန်းလိန်နေတဲ့ပုံစံဖြစ်နေတာကဒီအိမ်ရဲ့ထူးခြားချက်ပဲဖြစ်ပါတယ်ဒီအိမ်ကို2004ခုနှစ်မှာဆောက်လုပ်ခဲ့တာဖြစ်ပြီးတော့ပုံမြင်စာအုပ်တွေကသရုပ်ဖော်ပုံတွေကိုအခြေခံပြီးဒီဇိုင်းဆွဲထားတာပါဘီတုကပညာရှင်တွေဖြစ်တဲ့ Sodinsky နဲ့ Zelensky ဟာနာမည်ကျော်ကလေးပုံမြင်စာအုပ်တွေကစိတ်ကူးရင်ကဘာကိုလက်တွေ့အကောင့်ထဲပေါ်ခြင်းခဲ့ကြပါတယ်။ဒါကိုလက်တွေ့အကောင့်ထဲပေါ်ရင်နောက်ဆုံးမှာတော့မြင်းဖြောင်းဆိုတာတခုမှရှာမတွေ့နိုင်တဲ့ဒီအဆောက်အဦကြီးဖြစ်လာတာပါပဲ။အမိုးတွေကနဂါးတကောင်ရဲ့ကြောကုန်းလိုမှုတ်မောက်နေပြီးတော့ပြတင်းပေါက်တွေတကားတွေကအစာတွန့်လိန်ရှုံးတွနေပါတယ်။တကယ်တော့ဒါဟာလူနေတက်တက်မဟုတ်ပဲ shopping center တစ်ခုရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီးအတွင်းထဲမှာစားသောက်ဆိုင်တွေဈေးဆိုင်တွေရှိပါတယ်။ညဘက်ရောက်လို့မီးအောင်စုံတွေလင်းတဲ့အခါဆိုရင်တော့တကယ်ကိုမော်ကဘာထဲရောက်သွားသလိုခံစားရမှာဖြစ်ပါတယ်။ဒုတိယတစ်ခုအနေနဲ့ကတော့တဘာဝတရားကိုမျက်နှုံးလုံးလို့ကိုယ်အိမ်ကိုပင်လယ်ခရုကွန်ကြီးတစ်ခုဖြစ်ပြောင်းလဲလိုက်တဲ့မိသားစုတစ်ခုပဲဖြစ်ပါတယ်။ဒါကတော့ Mexico City မှာရှိတဲ့ Northlands House လို့ခေါ်တဲ့အိမ်လေးပဲဖြစ်ပါတယ်။ဒီအိမ်ကိုမြင်လိုက်တာနဲ့ပင်လယ်အောက်ကျမ်းမြင်ကအေယာမခရုကွန်ကြီးကုန်းပေါ်ရောက်လာလားလို့တော့ထင်ရပါတယ်။ဘီသူကပညာရှင် Javier Sonishen ကBio Architecture လို့ခေါ်တဲ့တဘာဝပုံစံအနေနဲ့သဟာဇာတာဖြစ်မဲ့ဒီဇိုင်းကိုဖန်တီးခဲ့တာပါဒီအိမ်မှာတောင်ကျိုးတွေမြင်းမြောင်တွေလုံးဝမရှိပါဘူးအရာအလုံးကအကွေးဝိုက်တွေရှိပါပဲအိမ်ထဲကိုဝင်လိုက်တာနဲ့ရောင်စုံမှန်တွေကဖြတ်တန်းဝင်ရောက်လာတဲ့နေအောင်ကြီးတွေကြောင့်လက်သမီးပုံရင်တွေကလိုရင်သက်ရှုမောဝဲမြင်ကွင်းကိုတွေ့ရမှာပါဂျယ်မီနီကလည်းမြက်ခင်းစိမ့်တွေကြောက်တုံးလေးတွေနဲ့ခင်းချင်းထားပြီးတော့ရေချိုကန်အိတ်ခမ်းနေရာအစားဂူအောင်နေရတယ်လို့ခန်းစားချက်ကိုဖြစ်စေပါတယ်။အင်ရှင်မိသားစုကမြို့ပြရဲ့မွန်းကျက်မှုတွေကနေလွတ်ကင်းပြီးတဘာဝတရားထဲမှာအေးအေးချမ်းချမ်းနေကြကြပါတယ်။ဒါကြောင့်သူတို့ဟာဒီခရုကွန်ကြီးအိမ်ထဲမှာပြင်ပကဘာနဲ့အဆက်ဖြတ်ပြီးကိုယ်ပိုင်ကဘာလေးတိဆောက်ခဲ့ကြတာဖြစ်ပါတယ်။မိတ်ဆွေတို့လည်းဒီလိုမျိုးအိမ်ကြီးမှာတရက်လောက်နေနိုင်မှာမလား။ကွန်မန့်မှာပြောပြပေးခဲ့ပါဦး။နောက်တစ်ခုကတော့နီးပညာတွေခင်မီမှုတွေကိုခဏမိထားပြီးတော့ကြောက်ခစ်ကိုပြန်သွားကြတာပေါ့ပေါ်တူဂီနိုင်ငံရဲ့တောင်ပေါ်ဒေသတစ်ခုမှာအေယာမကြောက်တုံးကြီး၄ခုကိုအိမ်အဖြစ်ဖန်တီးထားတာရှိပါတယ်ကာဆာရိုပနေရိုသို့မဟုတ် The Stone House တို့လည်းလူသိများပါတယ်1984ခုနှစ်လောက်ကတည်းကဆောက်လုပ်ခဲ့တဲ့ဒီအိမ်ဟာနမဲကျော် Flintstone ကတ်တွန်းကားတွေကအိမ်နဲ့အရန်တူလုံးလို့ကဘာလက်ခီးသွားနေကြမှာရည်ပန်းစားခဲ့ပါတယ်ထူးခြားတာကဒီအိမ်မှာလျှက်စစ်မီလုံးဝမရှိပါဘူးဖျောင်းနိုင်မိတွေနဲ့ပဲနေထိုင်ကြတာပါဒါပေမဲ့မထင်မှတ်ထားတဲ့အချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ဒီအိမ်ရဲ့ပြတင်းပေါက်တွေနဲ့တကားတွေဟာချီကာမှန်ဖြစ်နေလို့ပါပဲဘာလို့လဲဆိုတော့တောင်ပေါ်မှာတီးတန့်ဖြစ်နေပြီးလုံခြုံရေးအရာရောရာသီဥတုဒဏ်ကိုပါခံနိုင်မှုအတွက်ဒီလိုထည့်သွင်းခဲ့တာလို့ဆိုပါတယ်ကြောက်တုံးကြီးတွေကြားထဲမှာဘီလက်မြင်နဲ့ဆက်ဆက်ပြီးစောက်ထားတဲ့အတွက်အတွင်းပိုင်းဟာအေးမြပြီးတိတ်ဆိတ်ငြိမ်သက်တဲ့ခံစားမှုကိုရစေပါတယ်အရင်ကတော့ဒါဟာအားလည်းရဲ့အပန်းဖြေအိမ်ဖြစ်ပေမဲ့အခုနောက်ပိုင်းမှာတော့လာရောက်လည်ပတ်သူများလွန်းတဲ့အတွက်
ပြတိုက်သဘောမျိုးဖြစ်သွားပါပြီ။ကြောက်ခဲ့လူသားတွေလိုနေထိုင်ရတဲ့ခံစားချက်ကဘယ်လိုမျိုးလဲဆိုတာသိနိုင်မှုအတွက်ပေါ်တူဂီရောက်ရင်အလဲသွားဖို့မမိနဲ့နော်။နောက်ထပ်တနေရာကတော့ကြောက်ခက်ကနေခက်အမီဆုံးမြို့ပြကြီးတစ်ခုဖြစ်တဲ့တိုကျိုကိုပြန်သွားကြရအောင်။မိတ်ဆွေတို့အနေနဲ့ကိုယ့်အိမ်မှာဘာပဲလုပ်လို့လမ်းသွားလမ်းလာတွေကအကုန်မြင်နေရတယ်ဆိုရင်သဘောကျပါမလား။ဂျပန်နိုင်ငံ House Annie လို့ခေါ်တဲ့အိမ်ကြီးကတော့လမ်းသွားလမ်းလာတွေအကုန်မြင်နေရတဲ့အိမ်ဒီဇိုင်းဖြစ်ပါတယ်။ဒီအိမ်ရဲ့ထူးခြားချက်ကနေရနေအားလုံးဒီမှာကိုမှန်နဲ့လှုပ်ထားတာပါ။တမဏိပေါင်းနေနဲ့အကြည်အောင်မှန်တွေကိုပဲအဓိကသုံးထားတဲ့အတွက်အိမ်ထဲမှာဘာလုပ်နေလဲဆိုတာအပြင်ကနေအကုန်မြင်နေရပါတယ်။ပြည်သူ့ကပညာရှင်ဖူဂျီမိုတိုကဒီအိမ်ကိုတစ်ပင်တစ်ပင်လို့သဘောတရားနဲ့ဒီဇိုင်းဆွဲထားတာပါ။တစ်ပင်ပေါ်မှာဆိုရင်တစ်ကိုင်းတစ်ခုနဲ့တစ်ခုဆက်နွယ်နေသလိုပဲဒီအိမ်မှာလည်းအခန်းတွေကိုနေရံနေနဲ့ပိတ်မထားပဲအစင်းစင်းလေပဲခွဲပြီးတိဆောက်ထားပါတယ်။တနေရာနဲ့တနေရာကူးတန်းရတာလွယ်ကူစေဖို့ဆိုတဲ့ရည်ရွယ်ချက်ကြောင့်ဆိုပေမဲ့လည်းဒီလိုပုံစံကိုတော့လူတိုင်းနှစ်သက်ကြမယ်မထင်ပါဘူး။တကယ်တော့ညဘက်ဆိုရင်လိုက်ကာတွေချထားလို့ရပါတယ်။ဒါပေမဲ့ဒီအိမ်ရဲ့အဓိကရည်ရွယ်ချက်ကတော့နေအောင်ကြီးအပြည့်အဝရရှိဖို့နဲ့မိသားစုကိုနေအချင်းချင်းဘယ်နေရာရောက်ရောက်မြင်တွေ့နေရဖို့ဖြစ်ပါတယ်။တော်တော်လေးကိုရဲရင်လုံးတဲ့ဒီဇိုင်းတစ်ခုလိုပဲပြောရမှာပါ။နောက်ဆုံးအနေနဲ့ကမ္ဘာအကျဉ်းဆုံးအိမ်အကြောင်းကိုပြောပြချင်ပါတယ်။ပိုလန်နိုင်ငံဝါဆောမြို့မှာရှိတဲ့ Carrot House လို့ခေါ်တဲ့အိမ်လေးအကြောင်းပါ။ဒီအိမ်ကဘယ်လောက်ကျင်းလဲဆိုရင်သူ့ရဲ့အကျယ်ဆုံးနေရာက122စင်တီမီတာ4ပေလောက်ပဲရှိပြီးအကျဉ်းဆုံးနေရာကတော့82စင်တီမီတာ2ပေခွဲလောက်ပဲရှိပါတယ်။အဆောက်အဦကြီးနှစ်ခုကြားကဟနေတဲ့ဟာကွက်လေးမှာပဲညှက်ပြီးစောက်ထားတာပါ။ Israel စာရေးဆရာအာဂါဂရက်အတွက်ရည်ရွယ်ပြီးစောက်လုပ်ထားတာဖြစ်ပါတယ်။အိမ်ထဲမှာအိတ်ခမ်းတစ်ခမ်းမီးဘူးချောင်တစ်ခုရေချိုးခမ်းတစ်ခုပါဝင်ပါတယ်။ဒါပေမဲ့လူတစ်ယောက်တော့ကွက်တီပါပဲ။လေကားတွေအစားဒေါင်လိုက်တက်ရတဲ့လေကတစ်တွေကိုသုံးထားပြီးပရိဘောဂတွေဖြစ်တဲ့အိယာစပွဲကနထိုင်အကုန်လုံးဟာနေရံမှာကတ်ထားရပါတယ်။ဒီအိမ်ကိုမဖြစ်နိုင်တဲ့ဘိလူကလက်ရံတို့တောင်တင်စားခံရပါတယ်။လူတစ်ယောက်ဟာရှင်သန်မှုအတွက်နေရာအများကြီးမလိုအပ်ဘူးဆိုတဲ့သဘောတရားကိုတက်တည်ပြလိုက်တာပါပဲ။ကျဉ်ကျက်တယ်လို့ထင်ရပေမဲ့အတွင်းပိုင်းကိုအဖြူအောင်တုတ်ထားပြီးမှန်ဒီကိုထည့်ထားတဲ့အတွက်အလင်းအောင်ကောင်းကောင်းရပြီးစိတ်ကူးညံကောင်းနေရဖို့အကောင်းဆုံးနေရာလေးတစ်ခုလည်းဖြစ်နေပြန်ပါတယ်။ကဲဒီနေ့ကျွန်တော်တို့လေ့လာခဲ့တဲ့အိမ်ငါးလုံးကိုကြည့်ရင်တခုချင်းစီမှာမတူညီတဲ့ခံယူချက်တွေစိတ်ကူးအိမ်မက်တွေရှိနေကြတာတွေ့ရမှာပါ။တချို့ကသဘာဝကိုချစ်လို့တချို့ကပုံမြင်ဆန်ခြင်းလို့တချို့ကြတော့ရုပ်ရှင်မှုကိုလိုချင်ကြလို့ပါပဲ။မိတ်ဆွေတို့ရောဒီအိမ်ငါးလုံးမှာဘယ်အိမ်ကိုအကြိုက်ဆုံးလဲ။တကယ်လို့ရွေးချယ်ခွင့်ရမယ်ဆိုရင်ဘယ်အိမ်မှာတစ်သလုံးနေသွားခြင်းလဲ။ကွန်မန့်မှာပြောပြပေးခဲ့ပါဦး။ဒီလိုစိတ်ဝင်စားစရာကောင်းပြီးဘူးသူရရစရာဗီဒီယိုအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်ရဲ့ Burmese Ever Channel လေးကို Subscribe လုပ်ထားဖို့မမေ့နဲ့နော်။ကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။နောက်တဲ့ဗီဒီယိုမှာပြန်တွေ့ကြမယ်။